ဘုံဘုံတို့မနေ့ကတော့ကသဟဇာတပစ္စည်းရောက်ပါပြီနော်သဟဇာတပစ္စည်းတစ်ခေါက်လောက်ကြည့်ပြီးတော့ဆိုပြသွားမအောင်သဟဇာတပစ္စယောတိဣညာမိညာသဟဇာတပစ္စယေနာပစ္စယောသတ္တရောမဟာဗုဒ္ဓဣညာမိညာသဟဇာတပစ္စယေနာပစ္စယောဥက္ကံဒိဋ္ဌိနာမရူပံဣညာမိညာသဟဇာတပစ္စယေနာပစ္စယောစိတ္တစေတတိကာဓမ္မာစိတ္တသမုဋ္ဌာနာနံရူပနံသာသတာပစ္စယေနာပစ္စယောမဟာဗုဒ္ဓဥပါဒာရူပနံသာသတာပစ္စယေနာပစ္စယောရူပိနောဓမ္မာအရူပိနံဓမ္မာနံဣန္တိကာလေသာသတာပစ္စယေနာပစ္စယောဣန္တိကာလေနာတာသတာပစ္စယေနာပစ္စယောအဲ့ဒီမှာသဟဇာတပစ္စည်းကမြတ်စွာဘုရားငါးဝက်ကြဟောတာပေါ့သတ္တရောခန္ဓာအရူပိနောဣညာမိညာသဟဇာတပစ္စယေနာပစ္စယောဒါကတဝက်ကြခန္ဓာနာခန္ဓာ၄ပါးဝိရณะခန္ဓာပညတ်ခန္ဓာသင်္ခါရခန္ဓာဝိညာဏ်ခန္ဓာဝေဒနာပညာသင်္ခါရဝိညာဉ်ဝေဒနာခန္ဓာဆိုတာဝေဒနာစေတသိက်ပေါ့ပညာခန္ဓာဆိုတာပညာစေတသိက်သင်္ခါရခန္ဓာဆိုတာကတော့ဝေဒနာပညာနှစ်ခုနှုတ်ကြံတဲ့စေတသိက်50အဲ့ဒါကိုဘာခေါ်တော့သင်္ခါရခန္ဓာဉာဏ်နဲ့စိတ်ကတော့ဝိညာဉ်နဲ့ခန္ဓာနာခန္ဓာ၄ပါးလို့ခေါ်တယ်အဲ့ဒီနာခန္ဓာ၄ပါးကအချင်းချင်းအားတပါးကပစ္စည်းဆိုရင်သုံးပါးကပစ္စည်းဥပ္ပံသုံးပါးကပစ္စည်းဆိုရင်တပါးကပစ္စည်းဥပ္ပံနှစ်ပါးကပစ္စည်းဆိုရင်နှစ်ပါးကပစ္စည်းဥပ္ပံအဲ့လိုကျေစုပြုတာကိုအညမြင်ညာလို့ခေါ်တယ်အချင်းချင်းအားဟုတ်ကလားအဲ့တော့ဒါကနံတရားစိတ်စီတိတ်တရားကြီးကျေစုပြုဖို့သဟဆိုတာအတူတကွဇာတဖြစ်တယ်ဗျိုင်းလူဖြစ်ပြီးတော့ကျေစုပြုနော်ပြီးတော့သတ္တရောမဟာဗုဒ္ဓဣညာမိညာသဟဇာတပစ္စယေနာပစ္စယောဒါကမြေကြီးလေမိဓာတ်ကြီးလေးပါဟုတ်ကလားပထဝီအာဘောတေဇောဝါယောဒါကိုဓာတ်ကြီးလေးပါလို့ခေါ်တယ်နော်အဲ့ဒီဓာတ်ကြီးလေးပါကလည်းအချင်းချင်းအားမြေကြီးလေမိဓာတ်ကြီးလေးပါရှိတဲ့အနက်မြေကိုပစ္စည်းယူလိုက်လို့ရှိရင်ရေတို့လေတို့မီးတို့သုံးပါးကပစ္စည်းဥပ္ပံသုံးပါးကိုပစ္စည်းယူလိုက်လို့ရှိရင်တပါးကပစ္စည်းဥပ္ပံနှစ်ပါးကိုပစ္စည်းယူလိုက်ရင်အဲ့ဒါလိုကျေစုပြုတာကိုအညမြင်ညာတအချင်းချင်းအားဟုတ်လားဒီဒုတိယဝေကြကယုတ်မဟာဘုတ်ယုတ်ကြီး၄ပါးကျေစုပြုဖို့နောက်တတိယဝေကြကဩကံဒိဋ္ဌိပါဠိအတန်တော့အောက်ဆိုတဲ့အတန်မရှိဘူးအာဣဤဥဥအေဩရှစ်တန်ပြီးတော့မှအေနောင်နဲ့တန်ရုပ်ရှိရင်ဩနောင်တန်ရုပ်ရှိရင်ဩဟုတ်လားဩဆေရံမရှိတယ်ပါဠိအောက်ဆိုတဲ့အတန်မရှိဘူးအဲ့ဒါကြောင့်ဩကံဒိဋ္ဌိလို့ဒီလိုဖတ်ရတယ်ဘယ်လိုဖတ်ရတော့ဩကံဒိဋ္ဌိဩကံဒိဋ္ဌိဆိုတာဩကံတိဆိုတာပဋိသန္ဓေနေတဲ့ခဏခဏီကတော့ခဏပေါ့နော်ခဏတခဏ
Dakana Sura, the second of Libo. Bredri needed the canal Ma Nama Ruban Nani Yodi, Bredri 6 Diga Nam, Hariya Wutuliga Yo, Nama Sura Nandia Sura Berigurado. Petitani needed 6 they go now. Didn't say the Sulugamu, no? Petitani needed Kanama, Petitani needed 6 day, Nandiane, Yoga Rudo, Haria Witu, Eddie Haria Witulia, Jainu Chide, a Chini Petitani say Gariga, Jesse Ulayan, Haria Wituga, Bisio Bang, Hagra, Haria Wituga, Jesse Ulayan, Petitani say Bisio Bang, Elu, Tidu Durago, Inya, Ninya, Era Inya, Ninya, Bara, Dowajabo, no? Pashama Wajaga, Nankana Liva, Judia Wajaga, Mahaboji Liva. Dadia Wajaga, Redari, 6 day, Haria Witu Yodea, no? Dowaja Biva. Now, Sadota Wajajaro, Seda Sidadiga Dama, 6 day Diarudi, Seda the Motana Nang Rubanang, Sejam Jibola Yodearu. Hada Bisina Bisio, I do the work shit there. Hada, that deep chin, Jidu, 6 day diari, Ubama, Homongu dia Honi, Homontana Meshire, Mahakudu, 6 day got Yeti, Polare Ataniga, Aro, Bisio Bang, good. Bomo Dana Chenny, Mahakudu, 6 day duga, BC dea, Bira, Sida Yodi, Ataniga, Bisio Bandia, Yodea, and Nandea, Yodea. Bomo Dana Chenny, Kudu, 6 day diga, Nandea, Sida Yodi, Ataniga, Yodea. Nane Yogi Kwaja Diledo, Nama Ruba, Brechira, Yang, Mayala. 6 day, Kudu Deaga, Bisi dea. Sida Yo Ataniga, Bisio Bandia. Magudu 6 day diga, Ajang dea. Bola the Sida Yodiga. A Judia, a Jow, a Jupina, Jamabe the Nusare, the Bushini, Pandenu Kidam, Hogu, the Boba, no? Edru the Boba and Pisia Brigahan, Yanzin Habaya, no? Yanzin Habaya like the swing Nebu, the Sula Dodavam Chida, no? Eddie Dodavam Chidi, no? She said, Maga. Didiaga, Nandia, Didiaga, Yodia, Nandia, Yodia, John Jew, that time Chibola, be Canali, second Mandy, doing Chibido, Pietware, Anesa, Hogla, Elu, Anesa, T on Tilayan, Era, Nevan, Water, Namo, Yabi, Hogla, Yandan Sevashi and the Uria Bea, Pipi, Piete, Lutian, Luyen, no? Luyen Tibu, and Luyen Tibu, Makeba, no? Era Liwaja Biba, now Bensama Wajaga, Mahabuda, Ubada, Rubananda, Zada, Besina, Besio. Mahabuda Sure Mi Mi Tajilivaga Bisi Tugu Mira Shide Yu Ubada Yuga Laudero Nasene Liva Mahabu Livaga Bisi Ubada Yu Nase Livaga Bisi Uba Elu Tuja Yo Shenji Yuga no Mahayoga Mahabu Yogi Deva, Mi Deva, Bisi dea, Ajang dea, Umara Yuna said Deva,
ပစ္စယုပ္ပံတရားအကျိုးတရားငါးဝဲကြပြီးတော့မှမြတ်စွာဘုရားကနောက်ဝဲကြကတော့အမှားစကားချက်ခေါ်တယ်ရူပိနောဓမ္မာရူပိနံဓမ္မာနံရူပိနောယရုပ်ဆိုပေမဲ့လို့ဟရိယဝတ္ထုရုပ်ကိုဆိုလိုပါတယ်နော်ဘယ်ရုပ်ဆိုလိုတာတော့ဟရိယဝတ္ထုဆိုတဲ့ရုပ်တရားဒီအရူပိနံဓမ္မာနံနံတရားတို့အားနံတရားဆိုလဲဒီနေရာမှာပဋိသန္ဓေစိတ်စီတိနံကိုဆိုလိုပါတယ်ဒီပြင်နံဒီမဆိုလိုဘူးနော်ရုပ်တရားဟရိယဝတ္ထုရုပ်တရားဒီပဋိသန္ဓေနံတရားတို့အားကိဉ္စီကာလေသဟဇာတာပစ္စေနာပစ္စယောကိဉ္စီကာလေအချို့သောအခါ၌အချို့သောအခါဆိုတာပဋိသန္ဓေနေသောအခါ၌ဟုတ်လားပဋိသန္ဓေညီတဲ့အခါမှာတော့ယုံနဲ့နာနဲ့ဗျိုင်းလူဖြစ်တယ်တဲ့သဟဇာတာပစ္စေနာပစ္စယောသဟဇာတာဗျိုင်းလူဖြစ်တဲ့တတ္တိဖြင့်ကျေစုပြုကိဉ္စီကာလေဘဝတိအခါ၌ပဋိသန္ဓေနေပြီးတော့နောက်ဖြစ်တဲ့စိတ်စေတသိက်တွေယုတ်ကြတော့ဘဝတိလို့ခေါ်တယ်နော်အဲ့လိုဘဝတိအခါ၌နာသဟဇာတာပစ္စေနာပစ္စယောသဟဇာတာပစ္စေနာသဟဇာတာတတ္တိအတူတကွဖြစ်တဲ့တတ္တိဖြင့်နာပစ္စယောကျေစုမပြုဘဝတိအခါကြတဲ့အခါသာသာတအတူတကွဗျိုင်းလူမဖြစ်ဘူးတဲ့ဘဝတိအခါကြပုရိသတာတတ္တိနဲ့ကျေစုပြုပါနော်အဲဒီလိုဖတ်ပုံလေးတွေပဲကိဉ္စီကာလေနာသာသာတပစ္စေနာပစ္စယောဒီလိုဖတ်ရတယ်နော်ကိဉ္စီကာလေနာဒီလိုမဟုတ်ဘူးကာလေနဲ့နာနဲ့မပေါင်းရဘူးနော်ကိဉ္စီကာလေအချို့သောအခါ၌ဘဝတိအခါ၌သာသာတပစ္စေနာသာသာတတတ္တိဖြင့်ဗျိုင်းလူဖြစ်တဲ့တတ္တိဖြင့်နာပစ္စယောကျေစုမပြုတာနော်ကဲတစ်ခေါက်တော့ဖတ်လိုက်ပါဦးသာသာတပစ္စယောတိပြီးတော့နောက်တဲ့ပစ္စည်းပါတယ်တော့အညမြညာပစ္စည်းအညမြညာပစ္စည်းကတော့လွယ်ပါတယ်ခုနကတော့၅ဝဲကြရှိတဲ့အနဲ့ရှိ၃ဝဲကြပဲသူကနော်အညမြညာပစ္စယောတိသတ္တရောခန္ဓာအရူပိနောအညမြညာပစ္စယေနာပစ္စယောဘာလေးထူတော့ဂယုစလိုက်မြည်လားခုနသဟဇာတတော်ကတော့သတ္တရောခန္ဓာအရူပိနောအာပါတော့ဟုတ်ဘူးအညမြညာလို့ပါတယ်ဟုတ်လားဒီကြတော့အညမြညာမပါဘူးဟုတ်လားအညမြညာပစ္စယေနာပစ္စယောတခုချမ်းဟောလိုက်တယ်နော်အညမြညာလို့တကယ်ဟောမှာကတော့သတ္တရောခန္ဓာအရူပိနောနာခန္ဓာ၄ပါးတို့သည်ကတ္တအညမြညာသာအချင်းချင်းအားတံပဒံကတ္တပြီးရင်တံပဒံဟောရမှာဒါပေမဲ့လို့ဒီနေရာမှာအညမြညာဆိုတဲ့သကလုံးလေးသိလောက်ပြီဆိုပြီးတော့
Home Chamholida, Hogla, E. Omwe Jalo, Inamina Mabare Chamholia Sadaro Kanaru Bino, Inyaminya Bisina Bisio. Sadaro Mahabuddha, Inyaminya Bisina Bisio, Ogan Lekani Namarubam, Inyaminya Bisina Bisio, Kepalajao, Inyaminya Bisio, Chinyan Jiru Bube, Sadaro, Kana Arubino, Nankana Liba, Wirene Kana, Dinya Kana, Dinkare Kana, Winyane Kana. Homo China Lina, the way may cheat out Lijang Baramola. The way cheat out Lijang Bara, cheat out Lijang, the town and the town, Chinyan Jiru, Bini, don't let on. Nakana Liba, you Kana the Kuna, the Kujidu, you are Dini, the Wabba, no? Era Nakana Liba Sandaro Mahabuddha, Duale, Yimi, Dadi, Tony Duba, Unanoa, Chira Lijan, the way she the Lu, Yubiadi, Chira Baro, me, Hogamura. Amy, the meat where Daddy Liva, changing the Kuna, the Kuda, the Kuna, the Ku, changing Jiru, Bida Dadia, Wejaga, Ogan, the Kane, Nama, Rubang, Tabrederi, Nire, Guluri, Nadi, Jama, the Chubo, a Kolonum, Hoda, no? Who attack Jama, the Chu, Adina, Jama, Jara, Yogi, she. Dua nama Ruban ya Ruban ya no the adin Aruba Watara Jama Sura Yumashi Unan Shi Jama Jarole Ogan Negani Naman ya Bodwa no the Ogan Negani Traderi Nire Kana Nane Yotia di Suraga Luri Nadi Jama Sangabu Yora Hogala Luri Nadi Jamari Mayedari Sambeda, Durege, Abelari, the Paraboli. Hello, Mapalagaro, Adineta, Jama, Tabo, Aruba, Sara, Jama, Libo, Mabu, Mababu, no? He don't let a Wonchi and a Penavogino, Nase, Chabo, Barabo, no? Nase, Chabo, Erime, Nane, Yone, Dwe, your kid, Vara. Made by him, Bradley, Nilay, so Via Sudi Seja and Yaine, Sudi Sega, Anandara, Bessie. Now I made by here to have your Bradley, Sigli Chilida. Dua, Anandara, Bessie, Bessie, Bang, Hogamula, the Elder Jet. The Alun Soya Damao, Inya Minya, Bessie, Sadaro, Kana, Arubino. Inyaminya Bisina Bisio Sadaro Mahabuddha Inyaminya Bisina Bisio Ogan Nikani Namarubam Inyaminya Bisina Bisio Nabisi Biba, no? Now, Babisiro Nadia Bisi, Hazada Nadia, Wetu Guri Zada Nadia, Namyoshi, Namyoshi, Hazada Nadia Garo, Hazada Bisi me, she, Nawe Jave, no, Dure, Sadaro Kana Rubino. Inyam Nadia Bisina Bisio Hazada Bisina Niame Batelado Nadia Bisina David to the Diniha Kundu, no?
သတ္တရောမဟာဗုဒ္ဓအညမြညာနေတရားပစ္စေနာပစ္စယောနှစ်ဝဲကြပြီးပါဩကံဒိဋ္ဌိနာမရူပံအညမြညာနေတရားပစ္စေနာပစ္စယောသုံးဝဲကြပြီးစိတ်ဓာစေတတိကာဓမ္မာစိတ်ဓာသမုဋ္ဌာနာနံရူပါနံနေတရားပစ္စေနာပစ္စယောလေးဝဲကြမဟာဗုဒ္ဓဥပါဒာရူပါနံနေတရားပစ္စေနာပစ္စယောသာသာတာအတိုင်းနဲ့၅ဝဲကြနော်အဲ့ဒီ၅ဝဲကြလေးအားလုံးထားလိုက်သမ်းပါဦးနေတရားပစ္စယောတိသန္တာရောမဟာဗုဒ္ဓအညမြညာနေတရားပစ္စေနာပစ္စယောဩကံဒိဋ္ဌိနာမရူပံနေတရားပစ္စေနာပစ္စယောစိတ်ဓာစေတတိကာဓမ္မာရူပါနံနေတရားပစ္စေနာပစ္စယောမဟာဗုဒ္ဓဥပါဒာရူပါနံနေတရားပစ္စေနာပစ္စယောဒါ၅ခုပြီးသွားတယ်နောက်6ခုကြတော့ရုပ်6ခုကပစ္စည်းနော်နန္တရားကပစ္စယုတ်ပံရုပ်6ခုဆိုတာမျက်စိနာနှာခေါင်းရှားကိုယ်စိတ်မပါဘူးလေဟရိယဝတ္ထုပြန်ကြည့်လိုက်တော့မဟုတ်မျက်စိနာနှာခေါင်းရှားကိုယ်ဟရိယဝတ္ထုနှလုံးပေါ့နော်အေးဟရိယအင်္ဂလိပ်လိုကြတော့လေ heart ဟုတ်တယ်မဟုတ်လားဟရိယနဲ့ဟာရင်းတော့တူပါတယ်သူနော်ဟာရင်းတော့တူဟရိယဝတ္ထုမျက်စိနာနှာခေါင်းရှားကိုယ်နှလုံးနော်နှလုံးသားအဲ့တော့မျက်စိကမြင်စိတ်ကလေးအားနေတရားပစ္စည်းနဲ့ကျေစုပြုတယ်နေတရားဆိုတာမိယာပေါ့ဒီနိုင်လေးနဲ့ဟောဒီကလထိုင်နဲ့ဆိုဘယ်သူကမိယာဖြစ်မလို့ကလထိုင်ကမိယာဖြစ်တာပေါ့ဟုတ်ကဲ့မို့လားအေးမျက်စိနဲ့မြင်စိတ်ဆိုရင်လည်းပဲမျက်စိကမိယာဒီမြင်စိတ်ကလေးကမိတတ်တာသူကနော်မြင်စိတ်ကလေးကဘရုပေါ်မိဖြစ်မလို့မျက်စိပေါ်မှာမိပြီးတော့ဖြစ်တာနော်အေးအဲ့လိုမျက်စိပေါ်မှာမိရာဖြစ်လို့မလို့နေတရားပစ္စည်းနော်နေတရားပစ္စည်းနေတရားဆိုဒီမှာမိရာအခုဘုံဘုံထိုင်ရတဲ့ကလထိုင်နဲ့ဘုံဘုံနဲ့ဆိုရင်ဘယ်သူကနေတရားဖြစ်မလို့ကလထိုင်ကနေတရားဟုတ်လားအေးဒီမဲ့ပဲစက်ကူနဲ့မြင်သိနဲ့မျက်စိနဲ့မြင်သိနဲ့ဆိုရင်မျက်စိကမိယာနေတရားပစ္စည်းမြင်သိကနေတရားပစ္စည်းရဲ့ပစ္စည်းဥပ္ပံမျက်စိကအကြောင်းတရားမြင်သိကအကျိုးတရားမျက်စိကရုပ်တရားမြင်သိကနာမ်တရားအေးအဲ့လိုကွဲသွားတာပေါ့နော်ဝဲသွားပြီဆိုရင်တဖြည်းဖြည်းနိဗ္ဗာန်ပဲသူကပို့ဖို့နေတာဟုတ်ကဲ့လားအေးမျက်စိကရုပ်တရားဆိုတော့ဟောရူပပရိစ္ဆေဒညာမြင်သိကနံတရားဆိုတော့နာမပရိစ္ဆေဒညာနှစ်ခုပေါင်းလိုက်တော့နာမရူပပရိစ္ဆေဒညာဩလူဆိုတာလူရဲ့လို့မဟုတ်ဘူးမျက်စိနဲ့မြင်သိပေါင်းတာလားဟုတ်ကဲ့မလားထို့အတူနားနဲ့အတန်နဲ့ဆိုရင်လည်းနားကနေတရားပစ္စည်းကြားစိတ်ကနေတရားပစ္စည်းရဲ့ပစ္စည်းဥပ္ပံနားကရုပ်တရားကြားစိတ်ကနာမ်တရားနာမရူပပရိစ္ဆေဒညာဟုတ်ကဲ့မို့လားနားကအကြောင်းတရားပြီးတော့ကြားစိတ်ကအကျိုးတရားပစ္စယပရိက္ခညာဟုတ်လားနာယောကြားစိတ်ကိုခဏလေးဖြစ်ပြသွားတော့အနိစ္စဥရိယဘေယဟုတ်ကလား
ဥရိယဗျာညာအဲ့ဒီမဲ့ဆုံးတာအဲ့ဒီမဲ့ဝိပဿနာညာကြည့်အောင်သွားလိုက်ရတယ်နော်ပြီးတော့နှာခေါင်းနဲ့ထုံနည်းတူပေါ့နှာခေါင်းနဲ့နံသိမ့်နဲ့နှာခေါင်းကနေတရားပစ္စည်းနံသိမ့်ကနေတရားပစ္စည်းရဲ့ပစ္စည်းဥပ္ပံနှာခေါင်းကယုတ်တရားနံသိမ့်ကနံတရားနှာခေါင်းကအကြောင်းတရားနံသိမ့်ကအကျိုးတရားအဲ့ဒါလို့သူတို့လည်းပဲခဏလေးဖြစ်ပြသွားတယ်အနိစ္စဘောပေါက်တယ်နော်ရှာနဲ့အရသာနဲ့ရှာကယုတ်တရားယတ္တိစိတ်ကနန္တရားရှာကယုတ်တရားယတ္တိစိတ်ကနန္တရားရှာကအကြောင်းတရားယတ္တိစိတ်ကအကျိုးတရားနှစ်ခုလုံးရှာရောယတ္တိစိတ်ကလေးရောခဏလေးအတွင်းဖြစ်ပြသွားတယ်အနိစ္စဘောပေါက်တယ်နော်အဲ့ဒါလို့စဉ်းစားပြီးတော့ဆင်ញင်ပြီးတော့စားတော့ပြီးဟိုကျွမ်းမဲ့တစ်ချိန်ကများကိုတော်ဒီဆုံးခံတစ်ပင်လေးတွေပင်အောင်စားတဲ့အခါအဲ့ဒီဘက်ရှာနေအရသာနဲ့ထီတွေရှာပေါ်မဲ့ယတ္တိစိတ်တွေဖြစ်အနိစ္စဆိုဆွမ်းစားလို့မပြီးခင်ပဲသောတာပန်တဂရကအနာဂံဖြစ်ကုန်တာလေသူကနော်အဲ့လိုဖြစ်ခီတိစိတ်တွေလည်းထုံနည်းတူပေါ့ခီတိစိတ်တွေလည်းဒီကိုကနေတရားပစ္စည်းဟုတ်လားကာယပတ္တရာယုပေါ့အဲဒီကိုကနေတရားပစ္စည်းခီတိစိတ်ကပစ္စည်းရဲ့ပစ္စည်းဥပ္ပံကိုကယုတ်တရားခီတိစိတ်ကနံတရားကိုကအကြောင်းတရားခီတိစိတ်ကအကျိုးတရားနှစ်ခုလုံးအကြောင်းတော့အကျိုးခဏလေးတွင်ဖြစ်ပြတယ်အနိစ္စသဘောပေါက်တယ်နော်အဲ့ဒါကိုငါးဝက်ကြဘုရားဟောမှာပေါ့မျက်စိအတွက်တဝက်ကြနားအတွက်တဝက်ကြနှာခေါင်းအတွက်တဝက်ကြရှာအတွက်တဝက်ကြကိုယ်အတွက်တဝက်ကြငါးဝက်ကြဖြည်းဖြည်းဖတ်သမ်းပါဦးနေတရားပစ္စယောတိသက်ခာယတနံသက်ခာယတနံကစပါပါတော့နော်သက်ခာယတနံသက္ခုဝိညာဏဓာတုယတံသံယုတ်ကနိသာဓမ္မာနံနေတရားပစ္စေနာပစ္စယောသောတာယတနံနေတရားပစ္စေနာပစ္စယောခန္ဓာယတနံခန္ဓာဝိညာဏဓာတုယနေတရားပစ္စေနာပစ္စယောဇိဝယတနံဇိဝဝိညာဏဓာတုယသံဃာယုတ်ကနိသာဓမ္မာနံနေတရားပစ္စေနာပစ္စယောကာယယတနံတံသံယုတ်ကနိသာဓမ္မာနံနေတရားပစ္စေနာပစ္စယောငါးဝက်ကြနော်မျက်စိနာနှာခေါင်းရှာကိုယ်ငါးခုနော်အဲ့ဒီမဲ့ယုတ်တရားကပစ္စည်းနံတရားကပစ္စည်းဥပ္ပံနော်မျက်စိကယုတ်တရားမြင်သိကနံတရားယုတ်နာမျက်စိယုတ်ကမြင်သိနာအားခြေလူပြုပဲဟုတ်လားထို့တူနာနဲ့ကြားစိတ်ဆိုရင်လည်းပဲနာကယုတ်တရားကြားစိတ်ကနံတရားယုတ်တရားကနံတရားကျေစုပြုတယ်နှာခေါင်းနဲ့နံစိတ်ဆိုရင်လည်းပဲနှာခေါင်းကယုတ်တရားနံစိတ်ကနံတရားယုတ်တရားကနံတရားကျေစုပြုရှာနဲ့ယတ္တိစိတ်ဆိုရင်လည်းရှာကယုတ်တရားယတ္တိစိတ်ကနံတရားယုတ်ကနံကျေစုပြုကိုယ်နဲ့ထီတိစိတ်ဆိုရင်လည်းကိုယ်ကယုတ်တရားထီတိစိတ်ကနံတရားနောက်တစ်ခါဟရိယဝတ္ထု
ရိယဝတ္ထုကြတော့စကားအငင်းပွားတာမျိုးရှိသိပ္ပံဤအရာကစိတ်ဒီစေတသိက်ဒီခုနမနောဓမနောဝိညာဏဓာတ်တွေဟာအုံနောက်မဲ့မြည်တယ်လို့သူကတော့သိပ္ပံဆရာကြီးအဲ့လိုဆိုပါတယ်ဘုံဘုံတို့စာရဲမှာတော့သိကြပေါင်းဒီမပါဘူးယံရူပံနိဒာယယံရူပံအကျဉ်ယုတ်တရားကိုနိဒာယအမိကြည့်၍ယုတ်တရားဆိုဘယ်ယုတ်တုံးလို့မပါဘူးနော်အကျဉ်ယုတ်တရားကိုအမိကြည့်၍မနောဓမနောဝိညာဏဓာတ်ဖြစ်တယ်အဲ့ဒီယုတ်တရားဒီမနောဓမနောဝိညာဏဓာတ်တို့ဟာနိဒယတတ္တိဖြင့်ကျေစုပြုတယ်ကျေစုပြုတယ်အဲ့ဒီယုတ်တရားဒီသိပ္ပံဆရာကြီးအလိုပါလေတော့အုံနောက်နော်ဗရိမိရဆရာတော်တို့စာအလိုကတော့ယုတ်တရားဆိုတာဘုရားပြောတာတော့ဟရိယဝတ္ထုနှလုံးအိမ်လေးပြောတာနော်နှလုံးအိမ်နဲ့မယ်သွေးတွေရှိတာပေါ့အဲ့ဒီသွေးတွေထဲမှာပါတဲ့တရားဟရိယဝတ္ထုတရားနော်ဒီသွေးတွေကတော့မဟုတ်သေးဘူးပေါ့ဒီလိုသွေးတွေထဲမှာဒီလိုလူဆိုတာနှလုံးဆိုတာဟောလက်သီးလေးဆုပ်ကြည့်လိုက်ပေါ့ဟိုကကိုလက်သီးဆုပ်ကြည့်လိုက်ကိုယ်လက်သီးဆုပ်တော့ကိုနှလုံးကရှိတာနော်ကလေးဆိုလေကလေးလက်သီးဆုပ်ပေါ့လူကြီးဆိုလေလူကြီးရဲ့လက်သီးဆုပ်အဲ့လောက်ရှိတဲ့ဒါနှလုံးအိမ်အဲ့ဒီပေါ်ကြီးမဲ့မှီတာတော့မဟုတ်ဘူးနှလုံးအိမ်ထဲမှာသွေးအခန်းလေးခန်းရှိတာသွေးတွေဝင်သွေးကနှခမ်းထွက်သွေးကနှခမ်းနော်ဝင်သွေးနှခမ်းထွက်သွေးနှခမ်းအဲ့ဒီသွေးတွေထဲမှာပါတဲ့ယုတ်တရားအဲ့ဒီယုတ်တရားပေါ်မှာဘယ်လိုမှီတော့မနောဓာမနောဝိညာဏဓာအဲ့ဒီဓာတ်နှစ်ပါးကမှီပါတယ်တဲ့နော်ဓာတ်က9ပါးရှိတာကိုမျက်စိဓာတ်နဲ့သက္ခုဝိညာဏဓာတ်သောတာဝိညာဏဓာတ်ခန္ဓာဝိညာဏဓာတ်ဇေဝဝိညာဏဓာတ်ကာယဝိညာဏဓာတ်မနောဓာတ်မနောဝိညာဏဓာတ်လို့ဓာတ်ဘယ်နှပါးရှိတော့9ပါးရှိတယ်အဲ့တော့မြင်စိတ်ကသက္ခုဝိညာဏဓာတ်ကမြင်လုံးနဲ့မြည်ရတယ်သောတာဝိညာဏဓာတ်ကနားမှာမြည်ရတယ်ခန္ဓာဝိညာဏဓာတ်ကနှာခေါင်းမှာမြည်ရတယ်နော်ဇေဝဝိညာဏဓာတ်ကရှားမှာမြည်ရတယ်နော်ကာယဝိညာဏဓာတ်ကကိုယ်မှာမြည်ရတယ်မနောဓာတ်နဲ့မနောဝိညာဏဓာတ်ဒီနှစ်ခုကတော့နှလုံးသားမှာမြည်တယ်တဲ့ဟုတ်လားအဲ့ဒါလေးကိုယံရူပံနိဒာယမနောဓာတုသမနောဝိညာဏဓာတုသဝတ္တံတိတံရူပံမနောဓာတုယာသမနောဝိညာဏဓာတုယာသတံသံယုတ်ကာနိသာဓမ္မနံနေတယပစ္စေနာပစ္စယောဖတ်လိုက်သမ်းပါယံရူပံနိဒာယနေတယပစ္စည်းက2မျိုးအဟဂါတနေတယပစ္စည်းကရှေ့ပိုင်း9ဝက်ကြာဟုတ်ကလားဝတ္ထုဥရိဇာတပစ္စည်းကနောက်ပိုင်း6ဝက်ကြာနော်မျက်စိနားနှာခေါင်းရှားကိုယ်ဟရိယဝတ္ထုဟုတ်လားသူကယုတ်တရားကပစ္စည်းနံတရားကပစ္စည်းဥပါနော်ယုတ်ကလည်းပဲ6ခုပေါ့မျက်စိယုံနားယုံနှာခေါင်းယုံရှားယုံကိုယ်ယုံဟရိယဝတ္ထုနှလုံးသားယုံအဲ့ဒီယုတ်6ခုဒီပစ္စည်းဒီယုတ်6ခုပစ္စည်းပေါ်မှာမှီပြီးတော့နံတရားတွေကမြင်စိတ်ကြားစိတ်နာမ်စိတ်ရက်စိတ်ထိတိစိတ်စိတ်ကူးစိတ်ဒီစိတ်တွေကသူတို့ပေါ်မှာမှီဖြစ်တယ်သဘောပေါက်တယ်နော်အဲ့တော့နေတယပစ္စယော
တခေါက်ဆိုကြအောင်လို့ကနေတရားပစ္စယောတိသတ္တရောခန္ဓာအရူပိနောသတ္တရောမဟာဗုဒ္ဓဩကံဒိဋ္ဌိနာမရူပံဣညာမြညာနေတရားပစ္စယေနာပစ္စယောစိတ်ဓာစေတတိကာဓမ္မာနေတရားပစ္စယေနာပစ္စယောမဟာဗုဒ္ဓဥပါဒာရူပနံနေတရားပစ္စယေနာပစ္စယောသက္ခာယတနံသက္ကုဝိညာဏဓာတုယဓမ္မံယုတ်တကနိသာဓမ္မာနံနေတရားပစ္စယေနာပစ္စယောသောတာယတနံသောတာဝိညာဏဓာတုယဓမ္မံယုတ်တကနိသာဓမ္မာနံနေတရားပစ္စယေနာပစ္စယောခန္ဓာယတနံခန္ဓာဝိညာဏဓာတုယဓမ္မံယုတ်တကနိသာဓမ္မာနံနေတရားပစ္စယေနာပစ္စယောဇီဝယတနံဇီဝဝိညာဏဓာတုယဓမ္မံယုတ်တကနိသာဓမ္မာနံနေတရားပစ္စယေနာပစ္စယောကာယယတနံကာယဝိညာဏဓာတုယဓမ္မံယုတ်တကနိသာဓမ္မာနံနေတရားပစ္စယေနာပစ္စယောယံရူပံနေတာယမနောဓာတုသမနောဝိညာဏဓာတုသဝေတံတိယံရူပံမနောဓာတုယသမနောဝိညာဏဓာတုယသဓမ္မံယုတ်တကနိသာဓမ္မာနံနေတရားပစ္စယေနာပစ္စယောဒါဆိုရှင်းပစ္စည်းပြီးပါပြီနော်ရှင်းပစ္စည်းပြီးတယ်ဘုံဘုံတို့ရှာဒီပါဠိတော်လေးတွေရွတ်ဖတ်တဲ့ဆဲနေရတဲ့ဆိုအခုတန်ပါတယ်ဘုံဘုံတို့မင်းကိုနိဗ္ဗာန်ကဆရာတော်ကြီးဥဝိစိတ်တာသူ့ဆရာကဥပညာသူ့ဆရာကြီးကိုသူကပြောတယ်ဆရာတော်ဘုရားတပည့်တော်စာရီပဋ္ဌာန်းပါဠိတော်ကြီးရွတ်ဖတ်တဲ့ဆဲနေရပြန်နေရစိတ်ထဲကြည်နူးတယ်ဗျာလူတို့စိတ်ထဲနဲ့စိတ်ကိုကြည်လူကျင်နာကြီးလည်းပြီးတော့ရတာဗျာတပည့်တော်ဒီနေ့ဒူးရင်ကြီးစားကျင်တာဆိုရင်မဲရန်ကုန်ကတခါတယောက်ကဒူးရင်ကြီးလေးများနဲ့ပို့လိုက်တယ်အဲ့ဒါအဲ့ပို့တဲ့လူကလည်းရန်ကုန်မန္တလေးပြည်သိကနေပြီးတော့မင်းကိုအရောက်ပို့တခါတလေကျတော့တပည့်တော်ဒီနေ့တော့အေးတယ်တက္ကနာခြုံတယ်လေးခြုံငင်းတာဆိုလားလူတဲ့လူကရှိတယ်ဟောတပည့်တော်ဘာလေးတောင်းတာလိုက်ရနေတာဗျာအဲ့တော့စိတ်ထဲတောင်မတောင်းတာလည်းပဲဖြစ်နေတယ်အဲ့ဒါသိတိပေါက်တယ်ခေါ်တယ်ဟာကွာမင်းသိတိပေါက်ပြီသိတိပေါက်တဲ့အဓိပ္ပာယ်ကဘုရားစာတွေကဘုရားတရားတော်တွေကတကူရှိတယ်အဲ့ဒီတကူရှိတဲ့စာတွေကိုကိုယ်ကရွတ်ဖတ်တဲ့နေတော့ဟောဒီပါဇက်ကစပြီးတော့သိတိပေါက်တာကွာနော်ပါဇက်ကစသိတိပေါက်တယ်ကွာပါဇက်ကရမ်းမပြောရဘူးပြောရင်အဲ့ဒီတိုင်းဖြစ်သွားတာဟိုဆိုလို့ဆရာတော်ကြီးဥက္ကုဝိသူ့အချုပ်ပတ်ကြီးတွေဖတ်တခါတည်းမင်းဒီကောင်သိနေကောင်ကြီးတွေဆိုနောက်တနေ့သေးဘူးလေမပြောရဘူးကောင်ကြီးငါကိုရတာမှားပြီအဲ့လိုပြောလိုက်တဲ့ဥစ္စာကြီးပြောတဲ့အတိုင်းဖြစ်သွားတတ်တယ်နော်ဒီတော့စိတ်ကူးရင်လည်းစိတ်ကူးတဲ့ဥစ္စာလေးကြီးအတိုင်းပဲဖြစ်တတ်တယ်အဲ့ဒါသိတိပေါက်တာခေါ်တယ်ကွာဘုရားတရားတော်ကြီးရဲ့တကူမှတ်ထားလို့ဒါတော်ကြီးကပြောဘူးတယ်နော်ဘုံဘုံပြီးခဲ့တဲ့လကဂျပန်ပြည်သွားတယ်ဂျပန်ကသိမ့်သမုတ်ပွဲပင်လို့အဲ့ဒီမဲ့သူက
ဟိုအထက်ထမယ်စတုံးထကြမယ်သိသမုတ်ချင်တာအဲ့လိုသိငါမြေကြီးတာသမုတ်တာသူတို့ကသမုတ်ဘူးတာဟိုအထက်ထမယ်မသမုတ်ဘူးလို့သူတို့ကသိမှသမုတ်ရဲဘူးဆရာတော်ပင့်တယ်ဆရာတော်လိုက်ပြီးတော့သမုတ်ပေးလိုက်ပါတယ်ပြီးတော့သိသမုတ်ပွဲလူတာဒါနာတွေလည်းအများကြီးပါပဲဘုန်းကြီးဘုံတော်တော်လေးရခဲ့နော်ဘုံကတခါလေးကြာငါတော့ရလဲရခဲ့ဝါလဲဝါခဲ့ပြီကွာတော့ကြည့်အဲ့လိုရလဲရဝါလဲဝါဆိုတော့ပေါ်ကြဘုံကအဲ့ဒီနဲ့ကလေးမလေးတယောက်ခင်ဥမ္မာမြိုင်းတဲ့သူ့အမေကမြင့်မြင့်ခင်မြင့်မြင့်ခင်ကခင်လေးယူတယ်သူကအဖေကဥထုံးမြိုင်လေးယူတယ်သူနာမည်ကြီးကတော့အုံမာခင်အုံမာမြိုင်သူကနော်ခင်အုံမာမြိုင်ကဘုန်းကြီးလာပြီးတော့ညနေတိုင်းသူကဖြော်ကြီးကတ်တယ်ဒီခင်အုံမာမြိုင်နေတိုင်းလာကဘာလို့တော့နဲ့ဘိုက်ခံရှိလို့လားမရှိပါအောင်ဗျာပြီးတော့အလုပ်လည်းမရှိလို့ပြန်တော့မှာတဲ့သူကအလုံးလုံးသွားတာဟိုကြအလုံးမရဘုရားရတယ်ပြန်တော့မလို့ဗျာတဲ့ဒီနာတို့ခင်အုံမာမြိုင်အလုံးမရဘူးတဲ့ရသည်ဘုံကအဲ့လိုပြောတာကိုသူကဝန်တာတော့ဝရသည်ဆိုဝန်တာတော့နောက်နေ့ကျဘုံကမေးတယ်ဘယ်လိုလဲရလားရပြီများည10နာရီလောက်မှတယ်လီဖုန်းလာတယ်ခင်ဦးမမြန်နဲ့အလုပ်ခံပြီးမျက်ပြင်ကအလုပ်ချင်းလို့ဘုံဘောလည်းအဲ့လိုပဋ္ဌာန်းတွေပါဒီရွတ်ပါများလို့ပြောမှန်းသွားတယ်ပြီးသွားတယ်နော်နောက်တစ်ယောက်ကသူကပြောပြန်တော့ကလေးမလေးတယောက်ကလာပြန်ရောတပည့်တော်လည်းအလုံးမရလို့ပါပြောနေနာမည်ဘယ်လိုတော့ကြည်ပြတဲ့ကဲကြည်ညာခင်ကြည်ညာအလုံးမရဘူးလေရပြီဗျာနောက်တနေ့လာကြအောင်သူကဘယ်နဲ့ဘုံလေးရပြီဗျာတဲ့ဒီခါအဲ့ဒီကဆရာတော်နာမည်ကြီးပါဆရာတော်တကူရှိတဲ့ဘာနဲ့တကယ်ကတော့ဘုရားတရားကြီးအထမ်းကြီးရွတ်ပါများလို့ဒီပါဇက်ကနေပြီးတော့သိပြီးပေါက်တာနဲ့တူပါတယ်နော်ဒီတကိုးရှိလို့လည်းမဟုတ်ပါဘူးနော်အဲ့တော့ဆရာတော်ပြောလို့ရင်ကကျွမ်းကျင်လို့လည်းမဟုတ်ပါဘူးလူကြီးရှိတဲ့ပြိဋ္ဌာတွေလည်းပဲပဋ္ဌာန်းကြီးရွတ်ကြပါလို့နော်အဲ့လိုပဋ္ဌာန်းကြီးရွတ်တော့ပဋ္ဌာန်းတရားတော်ကြီးကဒီပါဇက်ပေါ်မှာအရင်စီးလာတာနော်ပါဇက်ပေါ်မှာစီးပြီးတော့ဘာတွေရောက်လာစိတ်နဲ့စဉ်းစားနောက်တစ်ခါအနိစ္စဒုက္ခအနတ္တရွေရင်မင်းတို့ရွတ်တဲ့အတန်လေးတွေဖြစ်ပြီးပြည့်သွားတာဒီအဲ့လိုစဉ်းစားရတယ်နော်အဲ့လိုစဉ်းစားလိုက်ရင်ဒိဋ္ဌိဟာသုပ္ပတိဝိဒဉာဏ်နဲ့ဆင်ញင်တဲ့အပိုင်းရောက်၄စဉ်ကိုပထမဆုံးကြားနားထောင်တရားနာဒုတိယကိုယ်တိုင်ရွတ်တတိယစိတ်နဲ့စဉ်းစားပစ္စည်းပစ္စုပန်ယုတ်တရားနံတရားသတုဒ္ဓကအနိစ္စဒုက္ခရှုဒီလေးခုအောင်ရင်နိဗ္ဗာန်နဲ့သွားပြီဟုတ်ကလားဒီအားလုံးဘုရားတရားတော်ကြီးပဋ္ဌာန်းတရားတွေကြိုးစားပြီးတော့ရွတ်နိုင်ကြပါပြီသိပြီလေပေါ့နိဗ္ဗာန်အထိရောက်ကြပါပြီဗျာဒီနေ့နည်းနည်းတောင်မှစောတော့ပါနည်းနည်းဆိုတော့တော်လို့မဖြစ်ဘူးခင်ဗျာနိုင်ကြီးကမှားသွားလို့ငါဥပနိဒိယပစ္စည်းလာရအောင်ပါဘူးနော်ဥပနိဒိယပစ္စည်းအဓိပ္ပာယ်မှာပါတော့မှပါဠိတော်လေးတော့ရွတ်လိုက်ကြအောင်လို့ပါဠိတော်ကသူက9ချက်ကုသလပဒ3ချက်အကုသလပဒ3ချက်အဗျာဂတပဒ3ချက်9ဝက်ကြပါနော်ကုသလပဒအတွက်ဘယ်လောက်လို့3ချက်3ဝက်ကြအကုသလပဒအတွက်3ဝက်ကြအဗျာဂတပဒအတွက်3ဝက်ကြအလုံး9ဝက်ကြနော်9ဝက်ကြပထမ3ဝက်ကြဘုံဘုံရွတ်ပြပါဥပနိဒေယပစ္စယောတိ
ပုရိမာကုသလာဓမ္မာပစ္စည်းမာနံကုသလာနံဓမ္မာနံဥပါနေတရားပစ္စည်းနာပစ္စယောရှေးကုသိုလ်ကပစ္စည်းနောက်ကုသိုလ်ကပစ္စယုတ်ပံဟုတ်လားဇောရည်နဲ့ဇောခုနှစ်တိတော်တယ်ဆိုပထမဇောကပစ္စည်းဒုတိယဇောကပစ္စယုတ်ပံဒုတိယဇောကပစ္စည်းတတိယဇောကပစ္စယုတ်ပံအဲ့လိုစပြီနော်ပုရိမာကုသလာဓမ္မာပစ္စည်းမာနံအကုသလနံဓမ္မာနံကေတံစီဥပါနေတရားပစ္စည်းနာပစ္စယောဒီကြတော့ကေတံစီလေးပေါ်နော်ဘုရားမဓမ္မပါဘူးအဲ့တော့ကေတံစီဆိုတာအချို့မှာရှေးကုသိုလ်ကပစ္စည်းနောက်အကုသိုလ်ကပစ္စယုတ်ပံဆိုတာကုသိုလ်ကနေပြီးတော့အကုသိုလ်ကျေးဇူးပြုတာသူကနော်ကုသိုလ်တရားကလည်းပဲအကုသိုလ်တရားကြီးဖြစ်သွားအောင်ဥပမာအားဖြင့်စာရီပါရီတချို့ဘုန်းကြီးတွေတက်ဇာတက်လို့ရှိရင်ငါကွာဆိုတော့မာနကြီးလိုက်အဲ့ဒါဆိုရှေးကုသိုလ်ကပစ္စည်းနောက်မာနကြီးရဲ့အကုသိုလ်တွေဖြစ်သွားတာပစ္စယုတ်ပံဟုတ်လားအဲ့လိုလေမာနမကြီးရဘူးလေဟုတ်လားဒီတော့မှပုရိမာကုသလာဓမ္မာပစ္စည်းမာနံအဗျာဂဒါနံဓမ္မာနံဥပါနေတရားပစ္စည်းနာပစ္စယောယရှိတတ္တမဇောပစ္စည်းတရားယုံကပစ္စယုတ်ပံအနန္တရဘဝလို့ပေါ့နော်အဲ့ဒီသုံးဝဲကြရင်ကဲခေါ်လိုက်ကြတာမှာဥပါနေတရားပစ္စယောတိပုရိမာကုသလာဓမ္မာပစ္စည်းမာနံကုသလာနံဓမ္မာနံဥပါနေတရားပစ္စည်းနာပစ္စယောပုရိမာကုသလာဓမ္မာပစ္စည်းမာနံကုသလာနံဓမ္မာနံကေတံစီဥပါနေတရားပစ္စည်းနာပစ္စယောပုရိမာကုသလာဓမ္မာပစ္စည်းမာနံအဗျာဂဒါနံဓမ္မာနံဥပါနေတရားပစ္စည်းနာပစ္စယောဒါကုသိုလ်အတွက်သုံးဝဲကြနောက်အကုသိုလ်ကလည်းထိုနည်းတူပဲသုံးဝဲကြလားနော်ရှေးအကုသိုလ်ကပစ္စည်းနောက်အကုသိုလ်ကပစ္စယုတ်ပံအကုသိုလ်ကြီးလုံနေနဲ့ရှေးအကုသိုလ်ကြီးကနောက်အကုသိုလ်ကြီးဖြစ်အောင်ကျေးဇူးပြုတယ်သူကနော်အဲ့တော့အကုသိုလ်ကြီးဆိုမှဖြစ်အောင်ကြိုးစားအောင်ပြီးတော့ရှေးအကုသိုလ်ကြီးဖြစ်တယ်တခါလေအကုသိုလ်ကဘယ်လိုကုသိုလ်ကကျေးဇူးပြုတယ်ဟုတ်ကလားအကုသိုလ်ကကျေးဇူးပြုတယ်ဆိုဥပမာအားဖြင့်ဘုရားရဲ့ညီတော်မင်းနံကလက်ထပွဲကြီးကျင်းပဇနဗရကာလျာဏီနဲ့လက်ထပွဲပြီးတော့ဘုရားကဆွမ်းစားပြီးတော့လည်းထတော့သပိတ်ကလေးသူ့ပေးလိုက်တာလေအဲ့တော့ညီတော်မင်းနံကသပိတ်ကလေးထမ်းလိုက်သွားတာဗောကြောင်းလိုက်ဇနဗရကာလျာဏီကမောင်မောင်ကြီးညံလေးပြန်ခဲ့ပါလို့ဒီရင်းမောက်ကနှမ်းပြီးတော့ပြောလိုက်တယ်နော်နှမ်းပြောလိုက်တော့သူ့စိတ်ထဲအဲ့ဒီအတန်လေးကအသေးသေးစွဲနေတာလေကွာနော်အဲ့ဒါလေးကလောဘမှုလေးပေါ့လောဘလေးအဲ့ဒီလောဘလေးကနေပြီးတော့သူကျေးဇူးပြုဟိုကြတော့မြတ်စွာဘုရားကမင်းနာမင်းဘုန်းကြီးဝတ်နိုင်မှာမလားလို့ဘယင်မျိုးဆိုတာဒီလိုတဲ့မင်းနာလုံနိုင်ရလားဆိုမလုံနိုင်ဘူးမပြောအောင်ဒါဆိုအသေးကြောင်ပဲလို့ခေါ်တယ်မင်းမျိုးမဟုတ်ဟုတ်လားမင်းဘုန်းကြီးဝတ်နိုင်ရလားဝတ်နိုင်တယ်ဗျာဒီလိုပြောရတာဟုတ်ဝတ်နိုင်ဝတ်กว่าတော့ဝတ်လိုက်ပေါ့အဲ့ကျဒုက္ခရောက်တာပေါ့ဘုမဲဇနောဒကရိယာကြီးလည်းဒုက္ခရောက်သူလည်းပဲမပြောဘူးသူကလူထွက်ချင်းကြီးနေတာအဲ့လိုနဲ့ဒီကနောက်ဘုရားကသိတယ်မင်းနာကတော့လူထွက်ချင်းနေပြီဆိုပြီးတော့ကဲမင်းနာကလည်းလမ်းလျှောက်သွားအောင်ဟေးဆိုတော့သွားတောဆက်ကလေးရောက်တော့မီးလောင်ထားတဲ့တေတုံကြီးတင်းငုတ်ကြီးတစ်ခုပေါ်မြောင်းမကြီးကမီးလောင်ထားလို့နေရွက်တွေပါလေလည်းပဲ့ရွက်လက်တွေကလည်းတိုးလို့တဲ့ဟိုကဘာကြီးလို့ဟဲ့မြောင်းမကြီးပါဗျာအဲ့ဒီမြောင်းမကြီးနဲ့မင်းဇနဗရကလျာဏီဘယ်သူကလှတော့
မနိုင်တဲ့ကောင်ဖျားပြီးတော့သူကအဲ့ဒါဆိုသိသဘောမကျဘူးပေါ့နော်ဒါဆိုရင်သူသနဗရာကလျာဏီကအချောတုံးကိုအဲ့ဒါသူကမနိုင်တဲ့ကောင်ဖျားအေးဆိုတော့တာဝရိနာနတ်ကြီးခေါ်သွားတာဝရိနာနတ်ကြီးရောက်တဲ့အခါကျတော့နတ်သမီးတွေကလာပြီးတော့ဖျားမြတ်စွာဘုရားသခင်ကြွလာတယ်ဆိုနတ်သားတွေနတ်သမီးတွေရှိခိုးကြမြတ်စွာဘုရားကမင်းနာဟောနတ်သမီးတွေနဲ့မင်းသနဗရကလျာဏီပဲဆိုပြီးဒီမှာသူတို့နဲ့စာရင်တော့တပည့်တော်သနဗရကလျာဏီကမြောင်းမာကြီးလူဖြစ်သွားပါပြီလို့ပြောသနဗရကလျာဏီနဲ့ကြားမဲ့သူတွေကျွန်းထိုးလိုက်ပါအဲ့ဒါနဲ့မင်းအဲ့ဒီနတ်သမီးလေးတွေမလူချင်းဘူးလားကွာလူချင်းပါလေဗျာငါတာမှုခံနဲ့မင်းရပြီမင်းတရားသာအထုတ်ဆိုပြီးသူကတရားအထုတ်ခံလိုက်တာဗောအထုတ်ခံတော့နောက်ကျတော့တရားသဘောပေါက်သွားတော့နိဗ္ဗာန်ဉာဏ်နာဖြစ်သွားတာဉာဏ်နာဖြစ်သွားတော့သူဓနဗရကလျာဏီလူချင်းတဲ့လောကဇောလေးနဲ့သူအထုတ်တာနော်အဲ့ဒီဟာပုရိမာအကုဒလာဓမ္မာဗောရှင်းဖြစ်တဲ့မင်းနာလေးတဏ္ဍာနဲ့ဖြစ်နေတဲ့လောဘကအကုသိုလ်ကပစ္စည်းနောက်သူယဟနာဖြစ်သွားတာကပစ္စည်းဥပံဟုတ်လားဒါမိမနတ်သမီးလေးလူချင်းကိုပြုစားအားထုတ်လိုက်တာသူကနော်အဲ့လိုပဲရံခါမယ်အကုသိုလ်ကလည်းကုလူကျေးဇူးပြုပဲဒီလိုပြောလို့ဖြစ်မှာနော်ပုရိမာအကုသလာဓမ္မာပစ္စည်းမာနအကုသရဏဓမ္မာနံကိတင်စီဥပါနေတရားပစ္စည်းနာပစ္စယောဒီလေကိတင်စီပါတခါတလေမှသူကနော်အညာအပြင်တော့အကုသိုလ်ချင်းကျေးဇူးပြုပဲယံခါတော့ကုသိုလ်လည်းဖြစ်အောင်ကျေးဇူးပြုပါတယ်ပုရိမာအကုသလာဓမ္မာပစ္စည်းမာနအပြာဒါနံဓမ္မာနံဥပါနေတရားပစ္စည်းနာပစ္စယောအကုသိုလ်အတွက်သုံးဝက်ကြာအလုံးထားလိုက်ကြပါဦးပုရိမာအကုသလာဓမ္မာပစ္စည်းမာနအကုသလနံဓမ္မာနံဥပါနေတရားပစ္စည်းနာပစ္စယောပုရိမာအကုသလာဓမ္မာပစ္စည်းမာနအကုသလဗရသုံးဝက်ကြာထိုနည်းတူအဗျာဂတဗရလည်းသုံးဝက်ကြာဝိဘက်ကရိယာကြီးဟူတော့အဗျာဂတခေါ်တယ်ရှင်းဝိဘက်ကရိယာကနောက်ဝိဘက်ကရိယာကျေးဇူးပြုတာအဗျာဂတောဗျာဂတတဝက်ကြာရှင်းအဗျာဂတကနောက်ဖြစ်တယ်ကုလိုအားကျေးဇူးပြုတာဥပမာအပြင်ဝုထောမနောဒရဝဇံဆိုပစ္စည်းပထမဇောဆိုပစ္စည်းဥပါအနန္တရသွားလို့ပေါ့နော်ရှိတရားကအဗျာဂတတရားဝိဘက်ကရိယာတရားနောက်တရားကကုသိုလ်အဲ့ဒါဆိုရင်ပုရိမာအဗျာဂတဓမ္မာပစ္စည်းမာနကုသလနာဓမ္မာနံဥပနိတရားပစ္စည်းနာပစ္စယောထို့တူရဲ့ရှိကဘုထောမနောဒရဝဇံကပစ္စည်းနောက်အကုသိုလ်ပထမသောကပစ္စည်းဥပံကြတော့ပုရိမာအဗျာဂတဓမ္မာပစ္စည်းမာနအကုသလနာဓမ္မာနံဥပနိတရားပစ္စည်းနာပစ္စယောအဲ့ဒါလိုနဲ့အကုသလနဲ့အဗျာဂတဗရလည်းသုံးဝက်ကြာဖတ်လိုက်သမ်းပါဦးပုရိမာအဗျာဂတဓမ္မာပစ္စည်းမာနအကုသလနာဓမ္မာနံဥပနိတရားပစ္စည်းနာပစ္စယောပုရိမာနောက်ဥဒုဘောဓနာပိယေပုဂ္ဂလောပိယေသေနာတနာပိယေ
အဲ့ဒါတော့ဥဒုတို့ဘောဇင်တို့ပုဂ္ဂလောတို့သေနာသနာတို့ဒါပရမတ္ထတရားကလည်းကျေးဇူးပြုတယ်ပညာတရားတွေကလည်းကျေးဇူးပြုတယ်ဥဒုဆိုတော့ပူရာအေးတာကိုဥဒုလို့ခေါ်တယ်ဘောဓနာဆိုစားတဲ့အစာအစာကြီးပေါ့အဲ့ဒါလို့ဥဒုဆိုရင်လည်းပဲပူတဲ့အေးတဲ့တီဇောတပေါ့သူလည်းပဲပရမတ္ထတရားပါပဲဘောဓနာလည်းပဲစားတဲ့အစာအစာမယ်ပါတဲ့ဩဇာယုတ်ပရမတ္ထတရားအဲ့ဒီဥဒုတရားကလည်းပဲဥဒုတရားကလည်းပဲကုသိုလ်တွေအကုသိုလ်တွေဗျာဒတွေဖြစ်အောင်ကျေးဇူးပြုတယ်တဲ့ဘောဓင်လည်းစားတဲ့အစာလည်းကျေးဇူးပြုပုဂ္ဂလောပိပုဂ္ဂိုလ်ကလည်းပဲကျေးဇူးပြုတယ်တဲ့အဲ့ဒါပုဂ္ဂိုလ်လည်းပဲမြတ်စွာဘုရားမင်္ဂလာတုတ်ကြတော့လေအာဒေဝနာသဘာလနာပါဏိဒါနိသဒေဝနာသဤဖြင့်ဟောမကောင်းတဲ့ပုဂ္ဂိုလ်ကြီးသွားပေါင်းရင်မကောင်းတဲ့ဓာတ်ကြီးကူးပြီးတော့ဒုက္ခရောက်တတ်တယ်နော်ကောင်းတဲ့ပုဂ္ဂိုလ်မိဝဲစီကအတူနေမှကောင်းတဲ့ဓာတ်ကြီးကူးပြီးတော့ကုသိုလ်ကြီးရနော်အဲဒါကြောင့်ပုဂ္ဂိုလ်လည်းပဲဂရုစိုက်ရမယ်တဲ့သီနာတဏံပိသီနာဆိုတာအိယာပေါ့အာတနာဆိုတာထိုင်ရကုလူကလထိုင်ဒီကရင်နေပါလေကလထိုင်ဒီနေရတော့အာတနာပေါ့ကရင်နေကတော့သီနာပေါ့အိယာနေရထိုင်ရအဲ့လိုအိယာနေရထိုင်ရကလည်းပဲကျေးဇူးပြုရဲ့တဲ့ကျေးဇူးပြုပုံလေးဘုံဘုံတစ်ခုပြောပြဘောဓနာပိယခါတော့ရွာတေရွာကဖျားမှုရှိတဲ့တန်ဃာတော်ကြီး900ပင့်ဆုံးကမန္တကြီးနဲ့ဒီလိုဓမ္မယုံကြီးလို့ထားကြပါလို့တန်ဃာကြီးဆုံးကလို့ပြီးတော့ဆုံးသားလို့အာလုံးပြီးပါပြီဗျာမြတ်စွာဘုရားတရားဟောတော်မူပါဗျာဆိုတဲ့ရည်သက်ချတရားဟောဖို့လျှောက်တယ်လျှောက်တော့မြတ်စွာဘုရားကဒီတဲ့မောင်နာဆိုတဲ့တကမမြင်ပါပဲလားဟဲ့လူပေါ့တကတယောက်မေးတယ်ဟာမောင်နာဘုရားတွေ့ရင်လို့ရခေါ်ဆိုတော့မရှိဘူးမောင်နာမရှိဘူးလေတို့အိမ်ကဟာဆိုတို့အိမ်ကခေါ်အိမ်လည်းမရှိဘူးလေတိုးရဲသွားပြီးတော့နွားပြောက်လို့နွားရှာနေတယ်လိုက်ခါဆိုပြီးတော့စကားတွေတိုးရဲလိုက်ရှာခိုင်းတယ်တွေ့သူနဲ့ဘုရားခေါ်တွေ့ရင်လို့ခေါ်တယ်လာလိုက်ခဲ့သူဟိုကောင်လည်းနွားလည်းတွေ့လာတော့လိုက်လာဒီကြတော့မြတ်စွာဘုရားမောင်နာလာပါပြီဖေရောက်ပါပြီဖေမောင်နာမင်းသမင်းစားပြီလားမေးတယ်ညသာမစားသေးပါဘူးဗျာဒီပြီးတော့ခုကတော့မှပြန်လာလို့အိမ်တော်မှမဝင်ခဲ့ပါဘူးတန့်လာတော့ပါဗျာဒီလိုဆိုရင်ဒီမောင်နာသမင်းကြည့်လိုက်အောင်ဟိဒါနဲ့သမင်းကျွေးပြီးဆိုမှသမင်းမောင်နာလည်းသမင်းစားပြီးပါပြီဗျာဆိုမှတရားဟောတယ်တရားဟောလို့တရားလဲဆုံးတော့မောင်နာသောတာပန်တည်တယ်နော်မောင်နာသောတာပန်တည်တော့ဝန်တာကြဒကာကြီးဒကမကြီးကမေးကြတယ်ဘုရားကမောင်နာအရေးထားတာမောင်နာနဲ့ဘုရားနဲ့အမျိုးတော်သလားအဲ့လိုမေးကြတယ်ဝေးတော့မဟုတ်ဘူးကွာမောင်နာနဲ့အမျိုးတော်လို့မဟုတ်ဘူးမြတ်စွာဘုရားဒီပရိသတ်ကြည့်လိုက်တာတဲ့ကြည့်လိုက်တော့တရားလူတရားမြတ်သောတာပန်တည်မဲ့ပုဂ္ဂိုလ်ကမောင်နာတယောက်တည်းပါတယ်လူရင်းလူကမပါပဲဖြစ်နေလို့သူရှာအောင်ပဲလို့ခိုင်းရတာရောက်လာပြန်တော့သမင်းကမစားရဘူးသမင်းမသားခင်သွားတရားဟောလိုက်ရင်ช้าနေပြီးတော့သမင်းစားတယ်ဆိုအဲ့ဒီစိတ်ကရောက်လို့တရားကိုနှလုံးမသွင်းနိုင်နော်အဲ့ဒါမဲ့ဘုံလေးကဘုရားဟောလေရမှာမဟုတ်ဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားကသမင်းကျွလိုက်ပါဦးကွာလို့ပြောတာဟုတ်ကဲ့လားအမျိုးတော်လို့ပြောတာလားဘုန်းကဒီမဲ့ပြောတာကဥဒုဘောဓနာပိဥပနေတ္တပစ္စေနာပစ္စယောအဲ့ဒီဘောဓနာအရာပြောတာဘုန်းကနော်အဲ့ဒါလည်းပဲသူ့မဲ့ဘုံနိဗ္ဗာန်ရပြီအထိအစအစာလေးရလည်းကျေးဇူးပြုနိုင်တယ်နော်အဲ့တော့အဗျာရတရွတ်ပြီးပါလားအဗျာရတသုံးဝဲကြတယ်အဲ့ဒါလေးရွေးလိုက်ဆမ်းပါအောင်ပုရိမာအဗျာရတဓမ္မာပစ္စည်းမာနံအဗျာဒါနံဓမ္မာနံဥပနေရိယပစ္စေနာပစ္စယောပုရိမာအဗျာရတဓမ္မာပစ္စည်းမာနံဥပနာဓမ္မာနံ
ဥပါနေယပစ္စေနာပစ္စယောပစ္စည်းမာနံပစ္စည်းမာနံအကုသလနံဓမ္မာနံဥပါနေယပစ္စေနာပစ္စယောဥဒုဘောဓနံပိဥပါနေယပစ္စေနာပစ္စယောပုဂ္ဂလောပိဥပါနေယပစ္စေနာပစ္စယောသီနာတနံပိဥပါနေယပစ္စေနာပစ္စယောဒီဥဒုလို့ဘောဓင်လို့ကလည်းကြည်လူပြုတယ်ပုဂ္ဂိုလ်ကလည်းကြည်လူပြုတယ်ညီတော်အာနန္ဒာကဘုရားလျှောက်တယ်ဘုရားပုဂ္ဂိုလ်ကိုမေကောင်းဆွေကောင်းလေးရှိမယ်ဆိုရင်တော့အာကုရတာဘုရားကုသိုလ်ရဖို့တဝက်လောက်တော့သိရတယ်လို့ညီတော်အာနန္ဒာဘုရားလျှောက်ဘယ်တဝက်ကမလဲကွာပုဂ္ဂိုလ်ကောင်းတဲ့သူတော်ကောင်းတဲ့ပေါင်းရင်ကုသိုလ်ရလို့အားလုံးသိကြတယ်လို့ပြောတယ်နော်အဲ့ဒါကြောင့်မြတ်စွာဘုရားကပုဂ္ဂလောပိဥပါနေတိယပစ္စေနာပစ္စယောသီနာတနာပိအိယာနေရလဲဒီလိုပဲအိယာတွေနေရာတွေဆိုလဲခယူဆိုင်ရတယ်နော်ခယူဆိုင်ရတယ်ဆိုတော့အခါတော့မြတ်စွာဘုရားယဟန်တော်တစ်ပါးခေါ်ပြီးတော့တော်လန်လေးလျှောက်ဥယျာဉ်ကြီးတစ်ခုရောက်တော့အဲ့ဒီယဟန်ကဘုရားကိုပြောတယ်တပည့်တော်ဒီဥယျာဉ်နဲ့တရားအထုတ်ချင်လိုက်တာဗျာမထုတ်နဲ့ကွာဒါနဲ့တပည့်တော်အထုတ်ချင်လို့ပါဗျာစိတ်ထဲမှာအထုတ်ချင်နေတာပါဗျာမထုတ်ပါနဲ့လေပြောကွာမင်းလည်းမရဘူးနောက်ကြတော့ तू ကဘုရားကမထုတ်ပါနဲ့ပြောတယ်ငါတော့ထုတ်မှာပဲကွာဆိုဘုရားကနားမထောင်ဘူးကအဲ့ဒီဥယျာဉ်နဲ့ဘုရားကြီးမလိုက်တော့ဘူးအပိကြီးချပြီးခဲ့ပြီးတော့ရှင်ပြတော်ကြီးလည်းမယူတော့ဘူးဗျာကိုယ့်အကူယူဆိုတဲ့အတိတ်ပဲပေါ့နော်သူကအဲ့ဒီဥယျာဉ်နဲ့တော့တရားအထုတ်တရားအထုတ်လို့ဆိုတော့နောက်ကြတော့အဲ့ဒီနဲ့လူဆိုးတွေနဲ့တွေ့ဒုက္ခရောက်ပေါင်ကျိုးနော်တရားအထုတ်လို့လည်းတရားမထင်အဲ့ဒီလိုဒုက္ခတွေရောက်တယ်ဒါပိနာတနာမိဒီထိုင်တဲ့နေရာကြောင်းလို့အိယာလို့ခယူဆိုင်ရတာဘာဖြစ်လို့ဆိုတော့ဘုရားကသိတယ်ဒီနေရာကအရင်တော့သူနဲ့ဘုရင်ကြီးဘဝကသူနဲ့မိဖုရားတွေနဲ့ပျော်မြူးခဲ့တဲ့နေရာအဲ့ဒီလိုဘဝပေါင်း900ပျော်မြူးခဲ့တဲ့နေရာဆိုတော့အဲ့ဒီအငွေအသက်ဒီကိလေသာတွေကျန်နေတာသူကသွားအားထုတ်လိုက်တော့အဲ့ဒီအငွေသက်တွေအရှိန်ဟပြီးတော့ကိလေသာစိတ်တွေပဲသူပေါ်နေတရားအားထုတ်လို့မရဘူးနော်ဘုံဘုံပြောလို့ရင်ကသီနာတနာမိကြောင်းလို့အိယာနေရာလို့ထိုင်ရာလို့ခရင်လို့တဏ္ဍရှင်းရှင်းဖြစ်ဖို့လိုတယ်သဘောပေါက်တယ်နော်အဲ့ဒါလေးကိုသီနာတနာမိဥပနေတိယပစ္စယေနာပစ္စယောနေ့တင်ကကြမှာဘုံဘုံဆက်ပါမယ်နော်ဒီနေ့တော့ကြအောင်လို့